လက်ရှိဘုံနဂါကိုမမိလို့မိသားစုဝင်ကိုဖမ်းမယ်ဆိုရင်ဖမ်းမှာတကူတယောက်တည်းကိုခေါ်သွားတယ်မိမပြိုတယောက်ကိုခေါ်သွားတယ်ဆက်တွဲကွန်လည်းမပေးဘူးမိသားစုကိုလည်းတွေးကွန်မပေးတဲ့ဒီလိုလောက်ရမျိုးကိုတော့မလုပ်ဖို့ရအတွက်ပြည်သူလူထုရဲ့ရှေ့မှာကြားသိလာအောင်ကျွန်တော်အနေနဲ့ energy ဝင်ကြီးများခင်ဗျာကျွန်တော်အနေနဲ့တောင်းဆိုပါတယ်လက်အောက်ခံလက်အောက်မှာရှိနေကြတဲ့သူများစစ်ဆေးပါစစ်ဆေးခွင့်ပြုပါတယ်မိသားစုဝင်တွေနဲ့မဝဝခိုင်ကိုအတူတကွစစ်ဆေးပေးပါနော်ကျွန်တော်အနေနဲ့ဒါလေးကိုမေတ္တာရက်ခံပါတယ်ရိုးသားကြိုးစားစွာလောက်ကိုင်နေတဲ့ပြည်သူနဲ့တသားတည်းရှိပြီးကြံရနေတဲ့ဒီမိသားစုဝင်9ယောက်ကိုဒေါ်လာရင်းလို့ဖြစ်စဉ်ကာလကနေပြီးတော့ယခုချိန်ထိဒေါ်လာရင်းနဲ့လုံးဝနော်ပတ်သက်ဆက်နွယ်ခြင်းမရှိပဲရိုးသားကြိုးစားစွာလောက်ကိုင်နေတဲ့ဒီမိသားစုဝင်တွေကမှမိမပြိုတယောက်ဖြစ်တဲ့မောဝဝခိုင်ကိုခေါ်ဆောင်သွားတဲ့အတွက်ကျွန်တော်အနေနဲ့ဒါလေးကိုတောင်းဆိုပါတယ်နော်ဘုံနဂါနဲ့ဒီမောဝဝနိုင်ကျွန်တော်ရဲ့ညီမအခုဓာတ်ပုံထဲမှာပါရှိတယ်ဘုံနဂါရဲ့မိမ2ယောက်ဆိုပြီးတော့တရင်လွှတ်နေတဲ့တူတွေပေါ့နော်ဓာတ်ပုံထဲမှာတယောက်ကမောဝဝနိုင်မှာဘုံနဂါရဲ့ညီမကျွန်တော်ရဲ့ညီမမောဝဝနိုင်ဘုံနဂါနဲ့တကွမောဝဝနိုင်ရဲ့ဒီလိုလိုရမျိုးကိုလုပ်တဲ့ဆိုရင်လည်းကျွန်တော်အနေနဲ့ရှုံးချကန့်ကွက်ပါတယ်နော်ကျွန်တော်တို့မိသားစု9ယောက်ဒီလက်ရှိကျန်ရှိတဲ့မိသားစု9ယောက်ဒီလဲပြည်သူနဲ့တသားတည်းရှိပြီးတော့နော်ပြည်သူဖြစ်နေနေတဲ့လူတွေကိုဒီလိုမျိုးတစ်ဖက်ရဲ့လောက်ရမျိုးနဲ့လောက်တာမျိုးကိုကျွန်တော်အနေနဲ့မလုပ်ဖို့ရအတွက်မေတ္တာရက်ခံပါတယ်တစ်ဖက်ကကြည့်မယ်ဆိုရင်လည်းတစားခံပုံစံမျိုးနဲ့မြန်တက်ရောက်နေသလားပေါ့နော်ဘုနဂါကိုမရရင်ဘုနဂါမိသားစုဝင်တွေကိုဖမ်းမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်လက်ရှိမဝဝခိုင်ကိုခေါ်ဆောင်သွားစဉ်ကာလကကျွန်တော်ရှေ့ကပြောသလိုပဲရဲမေတယောက်မှမပါပဲရဲဘော်တတိုင်းနဲ့ဖမ်းသွားတယ်ဖုန်းတွေကိုဆက်ပိတ်သွားတယ်လက်ခုလက်ရှိမှလည်းမိသားစုကိုဘယ်နေရာမှာရှိတယ်ဘယ်လိုဆိုတာတို့ကမပြေဘူးနော်အဲ့ဒီတော့ကျွန်တော်တို့အနေနဲ့စိတ်ပူနေပါတယ် energy ဝင်ကြီးများခင်ဗျာဌာနဆိုင်ရာတီးတီကိုကျွန်တော်စာပို့ထားပါတယ်ဒီစာလေးကိုလည်းကြည့်ပေးကြပါဦးကျွန်တော်22ရက်နေ့ကတည်းကပို့ပေးထားတာပါခင်ဗျနော်ဒါတည်းကျွန်တော်မိသားစုတွေမဟုတ်သေးဘူးပေါ့နော်ဘုံနဂါနဲ့ဆက်တွဲနေပါတယ်ဆိုတော့မိသားစုဝင်တွေပေါ့နော်မိသားစုလည်းဖမ်းခံရတယ်အော်ခွင့်ပြောခွင့်ပြည်သူကြားအောင်ပြောခွင့်မရှိတဲ့လူတွေအများကြီးပါဘုံနဂါနဲ့ဆက်တွဲတဲ့လူတွေအားလုံးကိုလိုက်လံဖမ်းဆီးထားတာတွေအများကြီးရှိပါတယ်နော်ဒါလေးကိုလည်းကျွန်တော်အနေနဲ့အထူးပဲမေတ္တာရက်ခံပါတယ်တက်ဆိုင်ရာလူတွေကိုဖမ်းဆီးချိုးနှောင်မှာအပြစ်ရှိတယ်ဆိုရင်လည်းအပြစ်ပေးပါကျွန်တော်တို့ဒီပြည်သူလူထုရဲ့ပေးတဲ့အပြစ်နဲ့ energy ဝင်ကြီးတွေရဲ့ပေးတဲ့အပြစ်ကိုမိသားစုကခံယူပါမယ်လက်ရှိချမ်းရှိတဲ့မိသားစု9ယောက်ကနော်ဒေါ်လာရေးပေါ်မှာတစ္ဆာဖောက်မှုတွေရှိခဲ့တယ်ဆိုရင်အလွဲသုံးစားလုပ်မှုတွေရှိခဲ့တယ်ဆိုရင်ကျွန်တော်တို့တွေခံယူပါမယ်အဲ့ဒီတော့ကမောဝါခိုင်ကိုမိသားစုနဲ့အများဆုံးတွေ့ဆုံခွင့်နော်တွေ့ဆုံခွင့်ပေးပါရန်အထူးပဲမေတ္တာရက်ခံပါတယ်လို့ကျွန်တော်ဒီနေရာကနေအဆုံးသတ်ချင်ပါတယ်ခင်ဗျ